မင်္ဂလာပါ learning guide.printed channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အမ share လုပ်ပေးချင်တာကတော့ဒီ draw to ဘက်မှာမတို့ဒါအကုန်လုံးတော်တော်များများအကုန်ပြီးသွားပြီပေါ့နော် line တို့ပို line တို့အကုန်လုံးပြီးသွားပြီအဲ့တော့ဒီအောက်ကဒီဟာလေးပဲကျန်တော့တယ်ပေါ့နော်အဲ့ဒါလေးတွေကိုဘယ်လိုအသုံးပြုရလဲဆိုတော့တော့အမဒါအမြန်လေးပြပြလိုက်မယ်ပေါ့နော်ဒါကတော့မတို့ဆွဲရင်းနဲ့လေမြင်နေရတဲ့ခါမှာပြန်သုံးပြုတာကိုပြန်ပြောပြမယ်ပေါ့နော်ခုလောလောဆယ်တော့ဒီမှာဒီဒါလေးတွေအတုံးပဲအရင်ပြောပြမယ် spine line ဒီမှာ spine line fish ရှိရယ် spine line cap ရှိရယ် CV ရှိရယ်ပေါ့နော် spine line ကကျတော့ SPL ကျတော့မတို့ SPL under သူကပြောဒီမှာမတို့ဆွဲလို့ရတယ်ဒီလိုပုံစံမျိုးပေါ့နော်သူကမတို့ဒီ H လေးတွေပြောပြအောင်ဆွဲတဲ့ခါကျရင်အသုံးပြုတယ်ပေါ့နော်အဲ့ဒါမျိုး spine line လို့ခေါ်တယ်နောက်တစ်ခါဒီမှာ spine line ကမှနောက်ပြီးဒီ spine line ကဒီမှာ sub point ရှိတယ်နောက်ဒီမှာ right click ဒီ left click ကိုပဲဒီလို click လက်တိုင်းသွားပြောတယ် control bar ဘာလို့ vertex လေးတွေမြင်ချင်လားဆိုရင်မတို့ကမြင်နေဆိုလို့ရှိရင်ဒါကို click လက်နဲ့ဒီမှာ control vertex လေးတွေမြင်နေရတယ်ကိုဘယ်လိုရွှေ့ချင်လဲပေါ့အဲ့လိုပုံစံမျိုးလေးနဲ့ဆွဲတယ်spine line အောင်ကြတာပေါ့နော်ဒီက H ကိုမှလုံးဝပြပြမြောင် H လေးပုံစံမျိုးပေါ့နော်ခွာမဟုတ်ဘူးဒီတိုင်းပဲ fish ပဲဆိုရင် fish ပြောင်းလာလို့ရတယ်နော်နောက်တစ်ခုကလည်းဒီမှာ spine line ဒီ spine line ကကြတော့လေဒီမှာ CV မတို့ကဒီမှာဆွဲတယ်အဖေအုံးမှာဆွဲကြည့်လိုက်မယ်ဒီလိုမျိုးဆွဲတယ်ကိုကဘယ်လိုပုံစံနဲ့လှုပ်ချင်တယ်လဲပေါ့ဒီလိုမျိုးလေးတွေဆွဲတယ်လို့ဆိုရှင် effect ကို offline မယ်ဒီလိုပုံစံမျိုးသွားချင်လားသူကအဲ့လိုပုံစံမျိုးနဲ့ဆွဲတယ်သူ့ကိုလည်းအဲ့လိုပဲမတို့က fish ရှိတယ်control vertex ရှိတယ်ဒီ vertex ကို control လုပ်ချင်တယ်ဆိုလဲကိုကလုပ်လို့ရတယ်မပိတ်လုပ်လို့ရတယ်နောက်ပြီးတော့ fish လို့ပြောင်းချင်လဲပြောင်းလို့ရတယ်နော်ဒါကတော့ spine line ပြီးလို့ရှိရင်မဟုတ်တာ construction line ကဘာလဲဆိုမဟုတ်တာ line ကိုပဲဟိုအကြေကြီးလောက်တာပေါ့နော်မဟုတ်ဒီမှာသူပြရတဲ့ပုံစံဆိုလဲကြည့်လိုက်မဟုတ်တာဒီလိုမျိုးဒီ room တွေပါဆွဲတဲ့အခါကျတော့ရှင်ကိုကline အရှိမလို့ဘယ်လိုမလဲ line နေနဲ့မဆွဲချင်ဘူးဒီလိုမျိုး H line နဲ့ဆွဲပြီးတော့မှပို line နဲ့ပတ်မယ်ဆိုလဲရတယ်ခုမှ room တစ်ခုဆွဲပြ enter H enter နော်မဒီမှာဆက်လက်ပေးလိုက်မယ်နောက်ပြီးတော့မှဟိုဘက်က room ကိုဘယ်လောက်သွားမလဲအဲ့လိုမျိုးဆိုမှတော့ဒါမျိုးလေးယူတယ်ပေါ့ဒါလေးတန်းပြီးတော့အညီယူလို့ရတယ် horizontal ဆို H vertical ဆိုရင် HL enter vertically ဆိုလို့ရှိရင်ဒီမှာဒီကိုကလစ်လို့ရတယ်လို့အမှားတော့ V enter လို့လည်းရိုက်လို့ရတယ်ကလစ်လိုက်တာနဲ့ရသွားပြီနောက်ပြီးမှသူ့ကိုလည်းအမတို့ကလိုမျိုးတော့တိုးလိုက်လို့ရတယ်ဘယ်လိုလုပ်ချင်လဲအဲ့ဒါမှမတို့ကဒါလေးကို rectangular ကောက်ပြီးတော့ယူလိုက်လို့ရှိရင်ပြီးတော့ဒါတွေကလည်းကြီးသွားဆိုတော့အမတို့အဝေးတနေရာတော့ဖြတ်လို့လည်းရတယ်အဲ့လိုမျိုးလေးယူထားပေါ့ခါကျရင်မ elevation ဆွဲမယ်မထားကို elevation တခုဆွဲမယ်ဆိုတဲ့ခါကျရင်မထားကို line နဲ့ယူနေမယ်ဆိုလို့ရှိရင်မတဲ့တာတွေရှိနေမယ်အဲ့လိုမရှိဘူး HL enter vertically ဆိုရင် V enter ယူလိုက်မယ်နှစ်ခုယူလိုက်ပြီးဒီမှာ line တစ် line ဆွဲမယ်underline ဆွဲမယ်ဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်အမကဒီ line ကနေပြီးတော့မှဒီအပေါ်ဘလောက်မြင့်ချင်တယ်ဆိုတာကိုအမဒီ line နဲ့မဆွဲချင်လို့ရှိရင်လည်း HL enter H enter ပြီးလို့ဆိုရှင်ဒီကနေပြီးတော့ဘလောက်မြင့်မယ်ဆိုတာကိုဟို offset သွားလို့ရတယ်လို့ဟို enter နဲ့offset သွားလို့ရတယ်လို့အမလည်းဒီကနေဒီလိုရွှေ့လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါမျိုးလေးတွေဆွဲလို့ရတယ်ဒါပြီးတော့ဒါကိုယူလိုက်မယ်ပြီးလို့ရှိရင် delete လုပ်လိုက်မယ်အဲ့ဒါများ H line တော့ပြီးတော့မတို့ grid line တွေဆွဲတဲ့ခါကျရင်လည်းအသုံးဝင်တယ် H line ကဘယ်လိုမှမတို့ဒီမှာမြေကွက်တစ်ခွက်ချမယ်ဒီပေးဘယ်နှပေးပေါ့နော်ဒီ1000ကြားစီပေါ့ချမယ်ဆိုရင်မှဒီမှာ1000ကြားစီချတယ်ဒီမှာလည်း H ကလည်းအဲ့လိုပဲ1000ကြားစီချမယ်ဒါ grid line ချတာပေါ့ဟုတ်ပြီမတို့အဲ့အသုံးခုပြီးတော့မတို့မလို့ချင်တော့ဘူးဆိုရင် rectangular လေးယူလိုက်ပြီးတော့မှအကုန်လုံးကိုဖြတ်ထုတ်ပလိုက်ရင်ဒါ grid line ရသွားပြီဒါယူလိုက်တာနဲ့မဟုတ်တော့ grid line ရသွားပြီမဟုတ်ဒီမှာဒီ column တွေပါတယ်ထည့်လို့ရသွားပြီကိုယ့်ကို line နဲ့ဆွဲနေမယ်ဆိုရင်ကြတော့ဟိုကြားတာပေါ့နော် rectangular ထည့်အောင်ပါအောင်နဲ့အဲ့ဒါမျိုးမှာ H line ကအသုံးပြုတယ်နော်အဲ့ဆို H enter horizontal တည်သွားပြီ vertical လည်းတည်သွားပြီနော် horizontal ဆိုရင်ဒီလို H ဆွဲတဲ့အခါမှာ vertical ထည့်ကြဒီလို vertical ဆွဲတဲ့အခါ angle ကျမှအမိုးတွေပါဆွဲတဲ့အခါကျရင်အသုံးပြုတယ်ကိုကအခုဒီမှာအစာအုပ်တစ်ခုရှိရပေါ့အဲ့ဒါကိုမတို့ကအမိုးဒီဂရီ6ဒီဂရီနဲ့ဆွဲမယ်ထားပါ HL under angle ယူလိုက်မယ်6ဒီမှာချလိုက်တာနဲ့သူကအရှည်ကြီးသွားပြီးတယ်ကိုတို့လိုချင်တဲ့ပုံစံတတ်မှတ်လို့ရတယ်ပြီးတော့မှ mirror ယူပြီးတော့မှအမဒါကိုခေါင်းလို့ရတယ်ဒါဖြတ်လိုက်ပြီးသွားပြီနော်ဒါဆိုအမိုးတစ်ခုရသွားတယ်အဲ့လိုပုံစံမျိုးမှာ angle နဲ့အသုံးပြုတယ် HL under A under ဘယ်လောက်ဒီဂရီလဲပြီးတော့ကိုက reference line နဲ့သွားမယ်ဆိုတော့ R under ဒါ object enter ပြီးလို့ရှိရင်ဒီ HL ကိုဒီကနေပြီးတော့မှဒီ T ယူမယ်ဆိုလို့ရှိရင်လည်းရတယ်ကိုလိုချင်တဲ့ပုံစံနဲ့ယူလို့ရတယ်နော်အဲ့ဒါ reference point နဲ့ပေါ့နော် angle နဲ့လည်းသွားလို့ရတယ်အဲ့လိုမဟုတ်ဘူး HL enter
နောက်လို့ရှိရင်ဒီမှာ bind session ဆိုတာရှိရ bind session ရဲ့သဘောကကြတော့အမတို့ B လို့ရွေးလိုက်မယ်ဒါအများကြီးလို့ရဒီ point ကနေပြီးတော့မှအမတို့ဒီဟာကိုဘယ်နှခုပတ်ချင်တာလဲပတ်လို့ရတယ်ခုမှဒါကိုပိတ်လိုက်မယ်ဆိုအများကြီးအကုန်ပတ်ချင်တော့ပတ်လို့ရအဲ့ဒါကို bind session လို့ခေါ်တယ်ကိုကဘယ်လိုမျိုးပုံစံနဲ့တွားချင်တာလဲပေါ့နော်ဒါတော့အမတို့တိတ်မတုံးပါဘူးအမတို့တုံးတာ horizontal ရဲ့ vertical ရဲ့ angle ရဲ့ပဲတုံးတယ်နော်ဒီဟာကတော့ bind section ကတိတ်မတော့နောက်တစ်ခါ offset တယ် offset နောက်တစ်ခုရှိတယ် HLN ဒါဒီမှာ offset ဆိုပြီးလို့ရှိ offset ကကြတော့ကိုသွားချင်တဲ့ဟာနဲ့ဘယ်လောက်အကွာမှာဒီ HL line ဆွဲချင်လဲဆိုတာကိုပြောတာခုဒီမှာ offset ကိုရွေးချယ်လိုက်မယ်ရွေးချယ်ပြီးတော့မှကဒီ1000လို့ပြောထားတယ်ပြီးတော့မှ1000ရေးရမယ်အန်တာဒီ line ကိုပေးလိုက်မယ်ပြီးတော့မှဒီကိုချချင်တယ်ဒီဘက်ကိုချချင်တာဟိုဘက်ကိုချချင်တာဟိုဘက်ကိုချချင်တယောက်ကလစ်လိုက်ရင်သူကျလာပြီသူကဒီဟာ1000กว่าတာပြီးတော့မှအမတို့ကို offset line တစ် line ပြစ်ပေးလိုက်တာဒီမှာနော်အဲ့ဒါမျိုးကို offset လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဆို HL line ရသွားပြီနော် HL line မှာ horizontal vertical angle bind set offset horizontal ကျတော့အမ horizontally အရှည်ကြီးသွားပေးတာ vertical ကျတော့ vertically အရှည်ကြီးသွားပေးတယ် angle ကကျတော့အမိုး slope တွေဘာတွေကိုစလောက်အဆောင်တစ်ခုဆွဲခြင်းတဲ့ဟာတွေမှာသုံးဝင်တယ် bind set ကကျတော့မတို့ဒီလိုမျိုးဒီ point to point ကိုယူပြီးတော့မှဒီ360 degree ပတ်ပြီးဆွဲရမျိုးမှာသုံးတယ် offset ကကျတော့ဒီရှိပြီးသား line ကနေပြီးတော့ဘယ်လောက်အမှန်အကွာမှာဖြစ်ဖြစ်ဘယ်လောက်မီတာအကွာမှာဘယ်လောက်ပေအကွာမှာဖြစ်ဖြစ်ပေါ့နော်ဒီ HL line တစ်ချောင်းဆွဲခြင်းနဲ့ဆိုရင်ဆွဲလို့ရတဲ့ဟာမျိုးမှာအသုံးပြုတယ်နော်အဲဆိုဒီ HL line ရသွားပြီနောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်သူက HL line ပြီးသွားပြီဆိုတဲ့အခါကျရင်ဒါ construction line လို့လည်းခေါ်တယ်ပေါ့နော် construction line မှာတော့ command က HL ဒါက ray ကြတော့အမတို့ဘယ်လိုသုံးတာလဲဆိုတော့အမတို့ဒီမှာအခုဒီမှာ center တစ်ခု C တစ်ခုဆွဲလိုက်မယ်ပေါ့နော်ပြီးမှဒီမှာ staircase တစ်ခုပဲဖြစ်ပေါ့မတကယ်လို့ဒါဒီမှာဒီ point တစ်ခုဆွဲမယ်ကွဒီ center ကနေပြီးတော့ဒီမှာဒီ center point ကနေမှာ line နေနဲ့ဆွဲမယ်ဆိုကြည့်နောက်တစ်ခုလောင်းဆိုအလုပ်တွေမရှုပ်ဘူးလားအဲဆိုအမတို့မှာဒီမှာ ray ဆိုတဲ့ command ရှိဒါကိုကလစ်ယူလိုက်ပြီးတော့center point တစ်ခုပဲပေးလိုက်သူဆွဲပြီးတယ်သူဘလို့လိုချင်တာတော့ဆိုတော့အဲ့ဒီကနေစပြီးအကုန်လုံးဆွဲပြီးတယ်နော်ဒီလိုမျိုးပေါ့ကိုဒီ spiral scale ကြီးပါဆိုရန်စင်ပြီးရလေနော်ကိုအဲ့လိုမျိုးလေးသူဆွဲပြီးတယ်ပြီးတော့မှအဲ့ဒါကိုသူမလိုချင်တော့ဆိုမှဒီ trend နဲ့အကုန်လိုက်ဖြတ်လိုက်တော့မယ်ဒီအဲ့ဒါပြီးတော့မှကိုကအကုန်လိုက်ဖြတ်လိုက်အောင်မယ်အဲ့ဒါမျိုးဆိုရင်တခါတည်းပြီးသွားတယ်နော်အဲ့ဒါမျိုးမှာသူ ray ကိုအသုံးပြုတယ်ဒီ circular ray ပုံစံနေရာမှာအသုံးပြုတယ်ပေါ့နော်နောက်ပြီးတော့ multi point ကျတော့မဟုတ်ဒီမှာ multi point ကိုယူမယ်ဆိုရင်အမကတစ်ခုခြိုက်တာနဲ့ point တွေ point ဆိုရင်မဟုတ်တစ်ခုပြင် command ကပြီးသွားကွာမဟုတ်ခြိုက်တဲ့လောက်လိုက်ချလို့ရကိုလိုချင်တဲ့ point ပေါ့အဲ့ဒါမျိုးကဘယ်မှာသုံးလဲဆိုစာပေးသမားတွေမှာသုံးတယ်ပေါ့နော်ဒီလို point လေးရှိလို့ရှိရင်အမတို့ကဒီ spine line လေးဆွဲတဲ့ခါကျရင်ရမ်းအဆင်ပြေတယ်မကြည့်အမတို့ဒီမှာယူလိုက်မယ်ကိုလိုချင်တဲ့ spine line လေးတွေဆွဲလို့ရတယ်မျိုးပေါ့နော်ပြီးတော့မှအဲ့ဒါမှကိုကဒီမှာလို့တမရသေးကွာထပ်ပြီးတော့ဒီတိုင်းမှာ point အပ်ချင်သေးရဆိုလို့ရှိရင်လေအမတို့ကဒီမှာ point အပ်မယ်ဆိုလို့ရှိရင်လေဒီမှာဒီ point ကိုယူလိုက်မယ်ဒီမှာ point တစ် point အပ်လိုက်မယ်ဒီမှာသူက spine line မရှိဘူးမလားအမတို့ဒီမှာဒီဟာ right click ထောက်ပြီးတော့ဒီမှာ add fit point ဆိုလို့ရှိရင်ဒီမှာနောက်တစ် point ထပ်ပေါ်လာတယ်အဲ့လိုမျိုးလေးတွေလည်းလုပ်လို့ရတယ်ဒီ spine line ရလေနော်ဝေဒါကိုလည်းအဲ့လိုပဲအမတို့ဒီမှာ point တစ်ခုထပ်ယူမယ်ဒီမှာ point တစ်ခုထပ်ပေးမယ်ဒီမှာမရှိသေးဘူး point ကအမတို့ဒါကိုဒီမှာကလစ်ပြီးတော့ fit price ဆိုလို့ရှိရင်လည်းဒါဒီနောက်ကဒီဘက်ကိုရောက်သွားပြီဒီကယူမယ် fit price ဆိုပြီးတော့မှဒီမှာယူလိုက်မယ်ဒါဆို point တစ်ခုရသွားပြီအဲ့ဒါမှကိုကဒီ point ကိုလည်းရွှေ့လို့လည်းရတယ်ပေါ့နော်ကိုကဒီမှာရှိနေဒီမှာပဲပေါ့အဲ့လိုပုံစံမျိုးလေးတွေနဲ့တွားလို့ရတယ်နော်ဒါဒီမှာဒီ point နဲ့ဒီ spine line ဆက်နေတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကဒီမှာကျတော့ divide က command က div အခုမှဒီမှာ line တစ်ချောင်းရှိတယ်line တစ်ချောင်းရှိတယ်နော်အမှထားလဲ line တစ်ချောင်းရှိမယ်အမှနှစ်ခုရှင်းပြခြင်းဟုတ်ပြီ line တစ်ချောင်းရှိမယ်ဒီမှာသူက div ဒီ root divide ရှိမယ်ဒါ measure divide ရှိမယ် root divide ရဲ့သဘောကကြတော့အမတို့ဒီ line တစ်ခုကိုအကွာဝေးညီနဲ့ဘယ်နှပိုင်းဖြတ်မယ်ဆိုတာအတိအကျပုံစံမျိုးပေါ့နော်ဒီ measure divide ကကြတော့ဒီ length ပေါ်မှာ measurement တစ်ခုပေးပြီးတော့မှသူ့ရဲ့ဘယ်နှပိုင်းရအဲ့လိုပုံစံမျိုးနဲ့ဖြတ်တာဒီမှာ root divide ကိုမှဒီမှာ click လိုက်မယ်သူ့ကိုဆက်လက်ပေးလိုက်မယ်ပြီးတော့အမကဘယ်နှ segment ခုခုတ်ပြီးမှဒါကို10 segment လို့ယူမယ်အဲ့ဆိုရင်သူက10 segment ရအောင်သူမှာ measurement ကတော့ဒီမှာ9188ဖြစ်နေဒါပေမဲ့1 2 3 4 5 6 9 10 segment ရအောင်တော့သူဖြတ်ပြီးတယ်နော်ဟုတ်ပြီနောက် divide ကကြတော့မဟုတ်ဒီမှာဆက်လက်ပေးလိုက်မယ်သူက measurement တောင်းတယ်ဘယ်လောက်လမ်းလိုချင်တာလဲအမက2000လို့ပြောလိုက်မယ်သူ
သူက2000ပြောမအောင်2000ရအောင်ဖြတ်ပေးတယ်ဒါပေမဲ့သူကဘယ်နှ segment လို့သူမှမရှိဘူးဒီမှာသူရအောင်2000ရအောင်ဖြတ်ပေးတယ်အကုန်လုံးကို2000ရအောင်သူကဖြတ်ပေးတယ်dimension နည်းနည်းကြည့်လိုက်မယ်မှာ touch ကိုနော် touch က touch height ကိုနည်းနည်းလေးဒီမှာကြည့်လိုက်မယ် ISO 25တဲ့ modify to မှာ touch မှာနည်းနည်းလေးကြည့်လိုက်မယ် okay မမြင်ရသေးဘူးလားဒီမှာ2000လို့သူကအကုန်လုံးဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့တွားလို့ရတယ်ဒီမှာမတို့ဘလောက်တိုင်းသူက2000ပဲသူကတွားပြီးတယ်ဟောကြည့်2000ပဲသူကအကုန်လုံးကိုတွားပြီးတာပိုတဲ့ဟာကိုပိုတဲ့လောက်သူထားခဲ့မှာပဲဒီမှာဆိုရင်ဒီမှာဘလောက်လဲဒီမှာ2000မရတော့တဲ့ခါကြလို့ရှိရင်လည်းသူဒီမှာ1889ဖြစ်နေပါတော့ဒီဟာတွေအကုန်လုံးကတော့2000နေကြီးပဲနော်သူသွားပြီဒါကြတော့မတို့ညီညီများ10ပိုင်းပိုင်းပြီဆိုကြမှုသူကညီညီများအကုန်လုံးကိုဒီမှာ10ပိုင်းပိုင်းပေးထုတ်လိုက်တာမအောင်သူ dimension ကအတူတူပဲမအောင်10ပိုင်းဖြစ်အောင်သူညီအောင်ပိုင်းပေးထုတ်လိုက်တာ9188 9188အဲ့လိုပုံစံမျိုးကို divide နော်အဲဆိုရင် divide ပြန်သိပါပြီနော် divide က2မျိုးရှိတယ် measure divide ရှိတယ် euro divide ရှိတယ် quantity ပေးပြီးပိုင်းတာရှိတယ် measurement ပေးပြီးပိုင်းတာရှိတယ် div and ပြီးတော့ select object ဘယ်နှခုလဲဘယ်နှ number လဲဆိုတော့ခုမှ5ဒီ10 number ဆိုရင်10 number နော်ဟုတ်ပြီနောက်တစ်ခုကလည်းအဲ့ဒါလိုပဲနောက်တစ်ခုကကျတော့မတို့က measure device ရှိမယ်ဒီမှာယူမယ်ဒီဟာကို select ပေးမယ်ဘယ်လိုဘယ်နှ number လဲ lunch ကဘယ်လောက်နဲ့ယူချင်တာလဲမတို့က1000နဲ့ယူမယ်ဆိုလို့ရှိရင်လေ1000လို့ပေးလိုက်သူမှ1000နဲ့အကုန်လုံးကိုသူ1000နဲ့တိုင်းပေးတယ်ဒါ1000အစားတိုင်းပေးတာပေါ့နော်1000ဖြစ်သွားပြီဒီမှာ1000အဲ့လိုပုံစံမျိုးနဲ့သူသွားပေးတယ်နော်အဲဆိုရင် device ကိုသိသွားပြီနော်ဒီမှာတို့ဒီ home tab မှာပဲနောက်ထပ်သူကဒီ device ပြင်မှာregion ဆိုတာရှိရပေါ့နော် region ဆိုတာရှိရ region ရဲ့သဘောကကြာမှာတို့ area ကောက်တာတို့ metro ကောက်တာတို့နေရာမှာသုံးယူတယ်ပေါ့အခုမှဒီမှာ rectangle တစ်ထုံးဒါလည်း rectangle တစ်ထုံးပေါ့နော်အခုမှဒါကို area ကောက်ပြမယ် area area ဆိုလို့ရှိရင် AA လို့လည်းပြိုင်လို့ရပါတော့ AA enter O enter မကလစ်လိုက်မယ်သူ area တန်းကြတယ်ဒါလည်းလိုပဲ AA enter O enter ဒီမှာတန်းကြတယ်ဒါပေမဲ့ဒါကို metro ရိုက်မယ် metro ကကြတော့ဗာလဲဆိုတော့ဟိုရှိနဲ့ထွက်လာတဲ့ပုံစံမျိုးပေါ့နော် MAS ဒီဟာကို metro ကိုရိုက်မယ် select object ဒါနဲ့သူဘာမှမကြလောက် no solid region မဟုတ်ဘူးအကြောင်းမကြဘူးနော်အဲ့ဒီမှာဒါတော့ထားလိုက်မယ်ဒါကို region ပြောင်းကြည့်မယ်region ယူလိုက်မယ် select object လုပ်လိုက်မယ် enter သူက1 region ဖြစ်သွားတယ်အဲ့ဆိုမှ metro ကိုပြန်ရိုက်ကြည့်မယ်နော်ရိုက်ကြည့်မယ်ဒါကို select ပေးကြည့်မယ် enter သူမှ list ကြီးနဲ့ကြာလိုက်အမကသူကပြောတယ် metro ကို file နဲ့လိုချင်လားအမလိုချင်တယ် yes လို့ပြောလိုက်မယ်ဆိုလို့ရှိရင်အမ desktop ပေါ်မှာနာမည်တစ်ခုနဲ့စေလိုက်မယ်ပေါ့နော်အဲ့ဆို region 1ဆိုပြီးတော့မှအမစေကြည့်လိုက်မယ်save လိုက်မယ် region 1ဆိုမှ desktop ပေါ်မှာစေလိုက်မယ်အဲ့ဒါကိုမတို့က excel file ဖွင့်လိုက်မယ် excel file တစ် file ဖွင့်လိုက်မယ်ဖွင့်ပြီးတော့မှအဲ့ဒီဟာလေးကိုတွားပြီးတော့မှဆွဲထည့်လိုက်လို့ရတယ်ဆွဲထည့်လိုက်ရင်သူ box လေးနဲ့ကြာလာမှာ region 1ဆိုတဲ့ master file မှာရှာလိုက်အောင်တော့ဒီမှာ region 1 master ရှိလာပြီအဲ့ဒါလေးကိုမှဒီမှာ excel file လေးမှာတန်းပြီးထိုးထည့်လိုက်အဲ့ဆိုရင်ဒီမှာကြည့်သူက excel ရှိနေပေါ်လာ area ဘလောက် parameter ဘလောက် boundary ဘလောက် centroid တို့ဘာလို့ပေါ့နော်ဒါတော့မတို့ဟိုမျိုး structure တက်တဲ့လူရောသိမှာပေါ့နော်အဲ့လိုမျိုးနဲ့ဒါထွက်လာတာအဲ့ဒါမျိုးမှာအသုံးပြုတဲ့ region ကကြတော့အမှန်တော့ပုံမှန်မသုံးဖြစ်ဘူးเนาะ area လောက်ပဲကောက်တဲ့လူတွေဆိုတော့ပေါ့နော်ဟုတ်ပြီအဲ့ဒါ region နောက်တစ်ခါကျတော့ဒါကကြတော့white out ဆိုတဲ့သဘောကကြတော့အမှန်တော့ခုဒီမှာ rectangle တစ်ခုလောက်ထားတယ်เนาะဒီမှာအမှန်ဒီမှာ hash ချိန်ထားတယ်ဆိုလို့ရှိရင်အမကဒီ hash ကိုမှဒီအပေါက်လေးတစ်ပေါက်ကိုဖောက်ချင်တယ်ဆိုလို့ရှိရင်အမဒါဖောက်မယ်ဆိုအမကထွင်းရမယ်အဒါအမဒါကိုဖောက်ထုတ်ရမယ်အဲ့လိုလိုက်ထွင်းနေရမယ်ပေါ့အကြမ်းမှာဖြိုးတော့တယ်သူ hash ကသူကလိုတီရှိစီမလိုတီရှိစီကိုကဖောက်ပြီးသားဖြစ်သွားပြီပေါ့နော်ဘယ်လိုကွာအဲ့လိုမဟုတ်ဘူးဒါဆိုလို့ရှိရင်အမတို့ကဟိုဒေါ်လေးတစ်ခုဆိုပဲထားပါအောင်ကိုကဒါဝေါ်ကြီးပေါ့နော်ဒေါ်လေးတစ်ခုဒီဒေါ်လေးကိုအမတို့ကဒါလေးကိုဖျက်ရမယ်ဆိုလို့ရှိရင်လည်းဒီအန်တာနဲ့ဖျက်လိုက်လို့တော့ရတယ်ဒါပေမဲ့ကိုကတစ်ခါကျရင်ဒီဒေါ်ကိုဖုတ်ချင်တဲ့အခါကျတော့ဒီ hash ကိုတစ်ခါပြန် fail လုပ်နေရမယ်နော်အဲ့လိုဖြစ်ရ white out ရဲ့သဘောကကျတော့အဲ့လိုမဟုတ်ခဏယာယီဖြောက်တာပေါ့နော်ယာယီဖြောက်တယ်လို့ခေါ်တာပေါ့အဲ့ခါကျတော့မတို့ကဒီမှာ
control set မှာဒါလေးကိုအတက်အောင်ပြန်လုပ်လိုက်အောင်မယ်နော်ယာယီဖြောက်တာဒီမှာ white out ဒီမှာပို့ယူလိုက်မယ်ယူလို့ရှိရင်မှာ poly line နဲ့နော်ဟုတ်ပြီအဲ့ဒါမှကောက်မယ်1 2 3 4 5အဲ့ဆိုရင်သူကအုပ်သွားပြီတကယ်တော့ဒါမှလို့ရွှေ့လိုက်မယ်ဆိုလဲရတယ်ဘယ်နာရွှေ့မှဒါကိုဖြတ်လိုက်မယ်ကိုရွှေ့ချင်တဲ့နေရာကိုကိုကဒီဟာကိုရွှေ့ပြီးတော့သွားထားလို့ရတယ်တကယ်လို့ကိုဒီတကားရွှေ့ချင်တယ်ဒီထောက်လေးမှာထားချင်တယ်ဆိုလဲရွှေ့လို့ရတယ်ဒီဘက်မှာထားချင်တယ်ဆိုလဲရွှေ့လို့ရတယ်အဲ white out ကအဲ့လိုမျိုးမှာအသုံးဝင်တယ်နော်ဒါက hash ကိုဖြတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးရွှေ့လို့မရဘူးလေနော်ဒီမှာ hash ကဒီမှာကိုကဒီလိုမျိုးရွှေ့ hash ကဒီမှာခုနပိတ်သွားမှာဒါ hash ကိုမှဒီမှာပြန်ဖောက်ပြီးတော့ဖြတ်ပြမယ်တချို့ကျရင်တခါကျရင်အဲ့ hash တွေကဖြတ်လို့မရဘူးတလားဘယ်လိုမျိုးဖြတ်လို့မရတယ်လဲရှိတယ်ကိုပြန်ပြီးတော့ဒီ hash ကိုပြန်ချဲပြမယ်ဒါချဲရမှပြန်ဖောက်ပြမယ်ပေါ့နော်ခါကျရင်အဲ့လိုဖောက်လို့မရတာလေကြုံတတ်တယ်ပြန်လို့ရှိရင်အဲ့ဒါမျိုးအကုန်လုံး hash ကိုပြန်ဖြုတ်ပြီးတော့မှ h enter ဆိုပြီးတော့မှပြန်ချဲရတယ်နော်အဲ့လိုချင်းမျိုးကျတော့အမတို့ကဒီတစ်ခါကိုရွှေ့ချင်တယ်ဆိုလို့ရှိရင်လည်း hash ကြီးကကျန်းနေခဲ့နော်ကိုကအဲ့လိုအကြောက်ရှင်ကိုကဒီတကားကိုအရင်ရွှေ့လို့ရှိရင်ဒီ hash ကိုယူသွားပြီးတော့မှဒီမှာပြန်ပြီးတော့အဲ့လိုချဲနေရတယ်လာကြတော့ပို့ပြီးတော့အချိန်ကြာတာပေါ့နော်ကိုကတမျိုး white out ဆိုတာကြတော့တခါတည်းကိုဘယ်ကိုရွှေ့ချင်လဲရွှေ့ချင်တဲ့နေရာကိုသွားရွှေ့လို့ရတယ်နော်အဲ့ဒါမျိုးက white out မှာအဲ့ဒါအသုံးဝင်တယ်နော်အဲ့လိုမျိုးလေး white out ကသုံးတယ်နောက်တစ်ခါကျတော့ဒီဟာ 3D poly line ကြတော့မှ 3D view ဆွဲမှာပဲအတိအကျမြင်ရမှာပေါ့နော်အဲ့လိုမျိုးကြတော့အမှ 3D view မဟုတ်သေးကြမို့ခဏနေဟုတ်နောက်ပြီးတော့ဒီဒါကလည်း helix ကမှတော့မှဆွဲလိုက်တယ်ကို diameter ဘယ်လောက်ပေးမလဲအခုမှ50ပေးလိုက်မယ်သူအကွင်းလေးနဲ့သူ့ပေါ်လာကိုဘယ်လောက်လို့ချင်လဲမျိုးလေးဆွဲတာပေါ့နော်ကို diameter 50မဟုတ်20ပဲယူမယ်ဆိုလို့ရှင်လေလို့ချင်လဲ20လား20ဟုတ်တယ်အမျိုးဆိုဟုတ်ပြီဒီမှာကိုကရဆွဲပြမယ်နော် English under နာမည်20နဲ့ဆွဲမယ်ဟုတ်ပြီနောက်ပြီးတော့ dot radius ကလည်းဘယ်လောက်ဆွဲမလဲပေါ့အဲ့ဒါ helix ကကြာ dot radius ကမှ50ဆွဲမယ်ဆိုရင်ဒီမှာဒီလိုလေးပေါ်လာဒီလို dot radius ကလည်း20ပဲဆိုမှတော့ dot ပုံစံလိုမျိုးသူကကြာ 3D မှာမြင်ရတာအမှတ်ထားကို shift ဖြစ်ပြီးမှပြမယ် 3D အဲ့လိုမျိုးလေးမြင်ရတဲ့ပုံစံမျိုးလေးနော်ဒီ helix ကကြာတာနော်ဒါဆိုလဲအဲ့လိုပဲအဲ့လိုမျိုးလေးမြင်ရပုံ 2D မှာကြာတော့ plan view ပဲမြင်နေရတာကိုလေနော်ဟုတ်ပြီအမှဒါကိုတခါ helix ကိုဘုံနောက်ကကြာတော့မှတော့ဒီမှာခါကျရင်ကိုက rebar တွေပါဆွဲတယ်လीနော်အဲ့လိုခါမျိုးမှလည်းသုံးဝင်နေဒါမှမဟုတ်ကိုကဒီဇိုင်းတစ်ခုဆွဲတဲ့ခါကျမှကိုကဆွဲခြင်းဆွဲလို့ရတယ်ပေါ့နော်ဒုံးနဲ့ကိုအပြင်အတွင်းဟာကိုအမက radius ကို800ယူပြီးတော့ပြင်ဝေးရက်ကို1500ယူမယ်။ဒီမှာချကြည့်လိုက်။တန်းပေါ်လာနော်အဲ့လိုမျိုးလေးကိုလိုချင်တဲ့ပုံစံ။ကွာအဲ့လိုမဟုတ်ဘူးဒီဒုံးနဲ့ကိုယူမယ်။ inside radius ကို3000ယူမယ်။ outside radius ကို9000ယူမယ်။လိုမျိုးဆိုလဲအဲ့လိုလေးကြာလာ။နော်ဟုတ်ပြီနောက်တစ်ခါပြန်လုပ်ပြမယ်။ဒီဒုံးနဲ့က inside radius ကိုမက9000ယူမယ်။ outside radius ကို1000ယူမယ်အဲဆိုလေဒီလိုမျိုးလေးကြာလာအဲ့ဒါမျိုးလေးတွေကို donut လို့ခေါ်တယ်နောက်ပြီး cloud ကကြာ3မျိုးရှိတယ် rectangular cloud ရှိတယ် polygon cloud ရှိတယ် freehand cloud ရှိတယ်နော်ဟုတ်ပြီ rectangular cloud ကြာတော့မဟုတ်ဒီမှာ cloud ပုံစံနောက်တစ်ခုကလည်း polygon cloud ကြာတော့အမတို့ဒီ polygon ပုံစံပေါ့နော်5ချက်ခောက်ရတယ်ပေါ့နော်နောက်တစ်ခုကကြာတော့freehand cloud ကြတော့ကိုကြိုက်တယ်လို့ကိုကကို like cloud လို့ရတယ်နော်အဲ့ဒါမျိုးပဲနေရာမှာသုံးဆိုမှ drawing တစ်ခုပြင်တော့မယ်ပေါ့ကိုမတို့ဒီမှာဒီ plan တစ်ခုပေါ့ဒီ plan တစ်ခုမှာဒီအခန်းတစ်ခန်းမှာပေါ့နော်ဒီအခန်းကိုမတို့ကသူကပြင်ခိုင်းလို့ပြင်ပေးလိုက်တယ်အဲ့ဒါမျိုးဆိုမတို့ဒီအခန်းကိုပြင်ထားပါတယ်ဆိုတော့အကြောင်း cloud ပေးရတယ်အဲ့ဆိုမ rectangular cloud နဲ့မ cloud ပေးလိုက်ဒါ cloud ပေးလိုက်တာဟုတ်ပြီကဲလို့ကိုကဒီ DOM လေးတစ်ချက်ကိုပဲပြင်နေဆိုလို့ရှိရင်လေဒီမှာဘယ်လို cloud လဲဒီမှာ freehand cloud နဲ့လည်းအမတို့ဒီနားလေးတစ်ချက်ပဲပြောင်းနေဆိုလို့ရှိရင်လည်းဒီနားလေးကိုပဲအမတို့က cloud ပေးလိုက်လို့ရတယ်နော်အဲ့ဒါလေးက cloud နဲ့အသုံးပြုတယ်အဲ့လိုမဟုတ်ဘူး cloud ရဲ့နောက်တစ်ခါ cloud ရဲ့ command ရှိတယ် IVC နော် cloud က IVC enter ဟုတ်ပြီသူကမတို့ h နဲ့လည်းပေးလို့ရတယ် object လည်းပေးလို့ရတယ် rectangular polygon freehand ကခုနဟာပြောတာ h နဲ့ပေးလို့ရတယ် object ပေးလို့ရတယ် style name ကလည်းပြင်လို့ရတယ်နော်အဲ့ဆိုအမအခု rectangular တစ်ထုံဆွဲလိုက်မယ်အခုမကfreehand မကောက်ဘူးဘာမှမလုပ်ဘူး rectangular drone ဆွဲရမယ်အဲ့ဒါကိုမှ h ပြောင်းမယ်ဆိုလို့ရှိရင်အဲ့ဒီ revision cloud ပြောင်းမယ်ပေါ့နော်အဲ့ဆိုရင် IVC enter ဟုတ်ပြီအမကဒါ h line ပြောင်းမယ် h line ကိုက8000ဟိုမှာ h line ကို
1000ပဲထားပါအောင်1000ပြောင်းမယ်ပေါ့နော်တကယ်တော့မတို့ဒီ paper ကြီးကကြီးနေလို့ပေါ့နော်1000ပြောင်းမယ်နောက်ပြီးလို့ရှိရင်ဒီ polygon နဲ့ rectangular polygon freehand ကတည်ပြီးသားပေါ့နော် style ပြောင်းမယ် style ကကျတော့သူက normal ရှိတယ်ဒီဟာရှိအမှ normal ကိုရွေးပြမယ်ပြီးတော့မှ object on ကြလေးလိုက်ကြည့်ဒါ normal အတွက်နော်ပြီးမှဒါအောင်နောက်တစ်ခါ copy ကူးလိုက်မယ် IVC enter နောက်မှ style မှာဒီ C ကိုရွေးလိုက်မယ် object on ကလေးကြည့်သူကဒီလိုအထူခပ်လေးနဲ့ဒါကြတော့ဖြောင်းဒါအထူခပ်ကဘယ်လိုပုံစံကြိုက်လဲပေါ့နော်အဲ့လိုပုံစံနဲ့သွားလို့ရတယ်နော်နောက်ပြီးကိုကတကယ်လို့မှ circle လေးပြောင်းပြီးဒီ corner လေးပြောင်းတာလို့ပြောချင်လဲရတယ် IVC enter ပြီးတော့ဒီမှာO enter သူပြောင်းပေးပြီးသွားတယ်အဲ့လိုပုံစံမျိုးပေါ့နော်ကိုကတကယ်လို့ဒီမှာ polygon လေးယူပြီးတော့မှ polygon နဲ့လည်း polygon ဆိုရင်အမတို့ file size ဆိုရင် file size ယူပြီးတော့မှအမတို့ဒီမှာI enterမျိုးလေးယူမယ်အဲ့ဒါဆိုလို့ရှိရင်လည်း IVC enter နောက်ပြီးတော့မှအမတို့ object ကို O enter လို့ပြောပြီးတော့လေဒီမှာအလုပ်ပုံစံနဲ့ပြောင်းလို့ရတယ်နော်အဲ့ဒါ object နဲ့လုပ်ပြီးတော့သုံးတာပေါ့နော်ဒါလိုက်သုံးခြင်းလို့ရှိရင်လေဒီဒါလိုက်သုံးပြီးတော့မှ rectangular polygon freehand ကိုယူလို့ရတယ်လို့အဲ့ object တစ်ခုဆွဲပြီးတော့မှလည်းအဲ့ဒီအားလေးတွေကိုယူလို့ရတယ်နော် command က REVC revision cloud လို့ခေါ်တယ်နော်လိုချင်တဲ့ဟာလေးကိုအရင်ဆုံးဒီပြောင်းမဲ့နေရာလေးမှာ rectangle လေးအရင်ဆွဲလိုက်ဆိုပြီးတော့မှ IVC enter O enter ပြီးတော့ကိုက style ပြောင်းခြင်း style ကိုပြောင်းဒီ normal ထားမလားဒီ calligraphy ပေါ့နော် calligraphy ဆိုတော့ဒီ cut ကိုတို့အထူအပါပုံစံလေးနဲ့ထားမလားပေါ့နော်အဲ့ဒါပြောင်းလို့ရှိရင် object ပြောင်းဒါပေမဲ့ action ပြောင်းလို့ရှိရင်လည်းကိုကတကယ်လို့ခုပုံကတည်းမှာတေးလေးဒီလောက်တေးလေးအဲ့ဒါလေးမှမှာသွားပြီးတော့ IVC enter ယူလိုက်တယ်အဲ့ဒါမှ IVC enter အဲ့တော့ O enter ဆိုလို့ရှိရင်ကြည့်ဒါရအကြီးဖြစ်နေအဲ့လိုအဆင်မပြေဘူးအဲ့ဒါမှတော့ဘာပြန်လုပ်မလဲ IVC enter ဘယ်မှာမှ ashland ပြောင်းအောင်မယ် ashland ကိုဘယ်လောက်ပြောင်းမလဲ1000မရတော့လေ150လောက်တော့ပြောင်းကြည့်မယ်150 enter အဆိုရှင် object O enter မှာထားကြည့်မယ်အဲ့လိုမျိုးလေးကိုကတော့ဒီ ashland လေးလည်းပြောင်းအောင်ပါပေါ့နော်အဲဆိုသုံးခုမှတ်ထားမှာကဒီ revision cloud ယူတဲ့ခါကျတော့ရှိုးရှင် ashland ကိုပြောင်းရမယ်ဟို object နဲ့ဆွဲဆို object ကိုရွေးပြီးလို့ရှင် style ပြောင်းလို့ရတယ်အဲ့ဒါပဲနော်အဲဆိုရင်ဒီတော့2ပါးမှာအကုန်လုံးကုန်သွားပြီနော်ဆိုရင်ဒီနေ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲတကယ်လို့သိချင်တာလည်းတခုရှိရင်လည်းမကိုကွန်မန့်မှာလည်းမေးလို့ရပါတယ်ခုလိုအချိန်ပြည့်ပြည့်နဲ့တော့ဗီဒီယိုကျေးဇူးတင်ပါတယ်အကုန်လုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်